အော်တိုကားတွေမှာပါတဲ့ gear shift lock feature ကဘလို့အလုပ်လုပ်တာလဲအကြမ်းမြင်ပြောမယ်ဆိုရင်ကားရဲ့ ECC mode ဒါမှမဟုတ်ကားဆက်လုပ်တဲ့အချိန်မှာ gear position P ကနေ D ကိုချိန်ရင် brake ကိုနဲ့ gear တန်က knob button လေးကိုနှိပ်ပြီးမှသာချိန်လို့ရမှာဖြစ်ပါတယ်အဲ့လိုမျိုးပဲနဲ့ gear တန်က knob button ကိုနှိပ်ထားပေမဲ့ brake ကိုနင်းမထားဘူးဆိုရင်တော့ gear position တွေကိုချိန်လို့ရမှာမဟုတ်ပါဘူးဘာလို့ဒီလိုမျိုးလုပ်ထားလဲဆိုရင်တော့ကျွန်တော်တို့ automatic transmission ကားတွေမှာ gear shift လောက်သာပါခဲ့ဆိုရင်ကားဆက်လုပ်တဲ့အချိန် gear shift lever ကိုပေါ်တော်တစ်ဆထိမိပြီးတော့ gear position တွေကိုချိန်မိတာမျိုးဆိုရင်အနေတွေဖြစ်စေနိုင်ပါတယ်။ဒါကြောင့် automatic transmission ကားတွေမှာ safety တစ်ခုအနေနဲ့ gear shift lock feature ကိုထည့်သွင်းပေးထားပဲဖြစ်ပါတယ်။ဒါဆိုရင် gear shift lock စနစ်ကောင်းမကောင်းကိုလည်းဘယ်လိုစစ်ဆေးရမလဲ။ဘယ်လိုစစ်ဆေးရမလဲဆိုတာကတော့ပဲပါတယ်။ကားဆက်လုပ်ထားပြီးတော့ gear position P ကနေ D ကို brake မနှင်းမဲ့ gear တန်က knob button လေးကိုနှိပ်ပြီးတော့ gear ချိန်ကြည့်လိုက်ပါgear ချိန်လို့မရဘူးဆိုရင်တော့ gear shift lock စနစ်ကအသက်ဝင်နေပြီဖြစ်တဲ့အတွက်ကောင်းမွန်မှုရှိပါတယ်။အဲ့လိုမျိုးပဲနဲ့ gear ချိန်လို့ရနေရင်တော့တခုခုချိုးရနေပြီဖြစ်လို့ Suzuki Service Center တွေမှာအများဆုံးသွားရောက်စစ်ဆေးသင့်ပါတယ်။ဒါဆိုရင်တော့ gear shift lock feature ကဘာလဲဆိုတာကိုမိတ်ဆွေတို့အနေနဲ့သိသွားလောက်ပြီလို့ထင်ပါတယ်။အားလုံးပဲနောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်။